အားလုံးပဲခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။ဖျားခင်ထာမှာမဆချင်းတွေနှုတ်ပတ်တော်ခံယူတဲ့သူအရောက်ချင်းစီတိုင်းအပေါ်မှာခံစားရရှိကြပါစေ။ဆိုတော့အဲ့ဒီအကြောင်းအရာလေးကဘာလဲဆိုရင်ခရစ်တော်နဲ့အတူတပည့်တော်များကံနဲ့တပတ်တို့ကူးတဲ့အချိန်ရဲ့အခိုက်အတန့်လေးဖြစ်ပါတယ်။ဆိုတော့နှုတ်ပတ်တော်ရဲ့ခေါင်းစဉ်ကတော့ငါကိုမဆချင်းအကြောင်းလို့ခေါင်းစဉ်ပေးထားပါတယ်ဆိုတော့ကျွန်တော်တို့ဘဝအတ္တထဲမှာကြီးတဲ့အခါမှာဘယ်သူမှယနေ့လိုမျိုးအချိန်အခါပျော်ရွှင်စရာမကောင်းတဲ့အချိန်ဒုက္ခဆင်းရဲနဲ့ပြည့်တဲ့အချိန်ဒုက္ခဆင်းရဲနဲ့ကြုံတွေ့ရတဲ့အချိန်ကိုကျွန်တော်မှအစဘယ်သူမှဒီအခြေအနေအဖြစ်အပျက်မျိုးကိုမကြုံချင်ကြပါဘူးဒါပေမဲ့ဒီအရာတွေကဖြစ်လာစေမြဲပါပဲဆိုတော့ဒီလိုမျိုးအခြေအနေဖြစ်လာတဲ့အခါမှာဒီလိုမျိုးဒုက္ခဆင်းရဲလောကရဲ့လောကဓာတ်ရဲ့မုန်တိုင်းတိုက်ခတ်လာတဲ့ကြားထဲမှာကျွန်တော်တို့ရဲ့ဘဝအတ္တဟာဘလို့ဆက်ပြီးမှဖခင်ရဲ့ရှေ့မှာအသက်ရှင်မလဲဘလို့ဆက်ပြီးမှကျွန်တော်တို့ရဲ့အတ္တကိုပြန်ပြီးမှတဲ့မရမလဲဆိုတဲ့အရာလေးကိုဒီနေ့နှုတ်ကပတ်တော်အားဖြင့်အရောက်ချင်းစီတိုင်းကိုဝေငှအခွန်အားပေးချင်ပါတယ်ဆိုတော့နှုတ်ကပတ်တော်တမန်ကျမ်းစာထဲမှာဒီလိုပြောပါတယ်ကျွန်တော်အနေငယ်ဖတ်ချင်ပါတယ်ထိုနိုင်ငံအချိန်၌ကိုတော်ကကန္နဘတ်တို့ကူးကြကုန်အဟုမိန်တော်မူလင်တပည့်တော်တို့ဒီလူစုဝေးရာမှထွက်၍လေပေါ်၌ရှိနှင့်တော်ကိုတော်ပါလက်တွားကြ၏အခြားလေတို့လည်းပါသေး၏ထိုအခါပြင်းစွာသောမိုးတက်မုန်တိုင်းဖြစ်၍လိုင်းနှဘိုးတိုက်ခတ်သောကြောင့်လေဒီရေနှင့်ဖြစ်လေကိုတော်ဒီပဲ့၌ကောင်းအုံးပေါ်မှာကျင်းဆက်တော်မူ၏တပည့်တော်တို့ဒီကိုတော်ကိုနိုးပြီးမှအရှင်ဘုရားကျွန်တော်တို့ဒီပျက်စီးခြင်းတို့ရောက်ဒီကိုလျလူရှုတော်စိတ်ရှိတော်မူသလောဟုရှောက်ကြတော်ကိုတော်ဒီထား၍တိတ်ဆိတ်ငြိမ်ဝတ်စွာနေဟုလေနှင့်ပင်လယ်ကိုဆုံးမတော်မူသည်ဖြင့်လေဒီငြိမ်၍အလွန်တာရလေ၏ကိုတော်ကလည်းတင်တို့ဒီအဘဲကြောင့်ဤများလောက်ကြောက်တတ်သည်နှင့်အဘဲကြောင့်ယုံကြည်ခြင်းစိတ်နှင့်ကင်းသည်နှင့်ဟုမေးတော်မူလေကျွန်တော်ဒီနေ့ဓမ္မကျမ်းစာထဲမှာကြည့်တဲ့အခါမှာယေရှုခရစ်တော်ဖခင်နဲ့အတူသူ့ရဲ့တပည့်တော်တွေကလေပေါ်မှာစီးပြီးမှကာယတစ်ဖက်ကိုကူးတွားတဲ့အချိန်ဖြစ်တယ်အဲ့ဒီသူတို့စပြီးမှလေပေါ်ရောက်တဲ့အခါမှာလေနဲ့ပင်လယ်အင်မတန်မှတာယာနေတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာရေရဲ့အလယ်ကိုရောက်လာတဲ့အခါမှာပြင်းစွာတဲ့မုန်တိုင်းနဲ့လိုင်းတဘိုးရိုက်ခတ်လာတယ်အဲ့ဒီအချိန်မှာတပည့်တော်တွေကသူတို့ရဲ့အစွမ်းအစားနဲ့ကြိုးစားတယ်လေထဲကိုရေတွေဝင်လာတယ်အဲ့ဒီရေတွေကိုသူတို့ခတ်ပြီးမှခတ်ထုတ်ကြတယ်သူတို့ရဲ့အစွမ်းအစားနဲ့သူတို့ခတ်ထုတ်ကြတယ်နောက်ဆုံးဘလို့မှမရနိုင်တဲ့အဆုံးအဲ့ဒီလေထဲမှာအတူပါလာတဲ့ခရစ်တော်ယေရှုဖခင်ကိုတို့ကခေါ်ပြီးမှနေရာပေးလိုက်တယ်သူ့ကိုယေရှုခရစ်တော်ဖခင်ကိုအုပ်စိုးခွင့်ပေးလိုက်တယ်ဒါကအချင်းချုံပြောတာပါဆိုတော့ထိုနည်းတူစွာပဲဒီကနေ့ကျွန်တော်တို့ရဲ့အခြေအနေကျွန်တော်တို့ရဲ့ဘဝအခြေအနေကလည်းထိုနည်းတူစွာပါပဲဘယ်သူမှဒီလိုမျိုးခက်ခဲကြမ်းတမ်းတဲ့မတရားတဲ့အမှုအရာတွေထဲမှာဘယ်သူမှမနေချင်ကြပါဘူးဒါပေမဲ့ဒီနေ့အဲ့ဒီအရာတွေကဖြစ်လာစမြဲပါဒီနေ့ဖြစ်နေပါတယ်ဆိုတော့ကျွန်တော်ဘာလို့အပ်တယ်လဲကျွန်တော်တို့ကိုကယ်တင်မဲ့သူလိုအပ်နေပါတယ်ကျွန်တော်တို့ကိုကယ်တင်နိုင်တဲ့သူကျွန်တော်တို့အတွက်လိုအပ်နေပါတယ်ဒီအရာတွေထဲကနေကျွန်တော်တို့ကိုမဆနိုင်တဲ့သူဘယ်သူလဲဆိုတာကိုကျွန်တော်တို့ကသိဖို့လိုအပ်နေပါတယ်အဲ့ဒီထဲကနေမဆနိုင်တဲ့သူကိုကျွန်တော်တို့ကခေါ်ဖိတ်ဖို့လိုအပ်နေပါတယ်ဆိုတော့ဒီကနေ့ကျွန်တော်တို့ဘဝအတ္တထဲမှာကြုံနေရတဲ့ဒုက္ခပြဿနာလောကဓာတ်ရဲ့တိုက်ခတ်ခြင်းမုန်တိုင်းကဲ့သို့သောတိုက်ခတ်ခြင်းလိုင်းတဘိုးကဲ့သို့သောခက်ထန်တဲ့အရာတွေဒုက္ခပြဿနာတွေကျွန်တော်ကြုံတွေ့နေရပါတယ်ဒါပေမဲ့အဲ့ဒီအရာတွေထဲကနေကျွန်တော်တို့ကိုမဆနိုင်တဲ့သူကျွန်တော်တို့ကိုကယ်တင်နိုင်တဲ့သူဘယ်သူလဲတမန်ကျမ်းစာကတော့ဒီလိုတက်တည်ထူထားပါတယ်ဆာလံဆရာဒါဝိဒ်ကဒီလိုပြောထားပါတယ်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှာ
ငါကိုမဆခြင်းအကြောင်းသည်ပေါ်ထွက်ရ၏လို့ပြောပါတယ်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်ကပဲကျွန်တော်တို့ကိုမဆခြင်းအကြောင်းရှိပါတယ်ကျွန်တော်တို့ကိုမဆနိုင်တဲ့သူကထာဝရဘုရားတစ်ပါးတည်းပဲရှိပါတယ်ဆိုတော့ဒီကနေ့ယုံကြည်သူတွေကျွန်တော်ဘာလုပ်မလဲဆက်လက်ပြီးမှထာဝရဘုရားရဲ့အထံတော်ထဲမှာကျွန်တော်တိုးဝင်ပြီးမှကျွန်တော်ခွန်အားယူဖို့ဖြစ်တယ်ထာဝရဘုရားရဲ့မဆခြင်းနဲ့ဒါလင်ကျွန်တော်ကဒီအရာထဲကနေလွတ်မြောက်နိုင်မှာဖြစ်တယ်လွတ်မြောက်နိုင်မှာဖြစ်တယ်ဒါကြောင့်ချစ်တော်ဓမ္မမိတ်ဆွေများညီကိုမောင်နှမများအရောက်ချင်းစီတိုင်းကိုဒီကနေ့ကျွန်တော်ဝေငှခွန်အားပေးခြင်းပါတယ်ကျွန်တော်တို့အထဲမှာရှိနေတဲ့ဒုက္ခပြဿနာတွေဟာဘုရားရဲ့အစွမ်းအစလောက်မကြီးမားပါဘူးဒီကနေ့ကျွန်တော်တို့ကိုအရာရာတိုင်းကနေကယ်တင်နိုင်တဲ့သူထာဝရဘုရားရှိပါတယ်ဒီနေ့ကျွန်တော်တို့အရောက်ချင်းစီတိုင်းကထာဝရဘုရားသခင်ထံမှာယေရှုခရစ်တော်ဘုရားသခင်ထံမှာတိုးဝှက်လာဖို့ပဲလိုပါတယ်ဒီနေ့ဣသရေလလူမျိုးတွေအေဂုတုပြည်ကနေထွက်လာတဲ့အခါမှာလွတ်မြောက်လာဖို့ဖြစ်တဲ့အခါမှာဖာရောဘုရင်ကိုဘုရားကစိတ်နှလုံးခိုင်မာစေတယ်။ဘာကြောင့်လဲဆိုရင်အဲ့ဒီဣသရေလလူမျိုးတွေကကယ်တင်နိုင်တဲ့ထာဝရဘုရားရဲ့မဆခြင်းအကြောင်းတွေကိုကောင်းကောင်းတည်သွားဖို့ဖြစ်တယ်။ဒုံနည်းသူစွာပဲဒီကနေ့ကျွန်တော်တို့ရဲ့ဘဝအခြေအနေကျွန်တော်တို့ရဲ့အခြေအနေကလည်းဒုံနည်းသူစွာပဲဖြစ်ပါတယ်။ဘလို့ပဲဖြစ်နေပါစေကျွန်တော်တို့အရောက်ချင်းစီတိုင်းကကျွန်တော်တို့ကိုမဆနိုင်တဲ့ထာဝရဘုရားထံတော်ကနေဘယ်တော့မှမထွက်သွားပါနဲ့ဘလောက်ပဲအခြေအနေဆိုးနေပါစေထာဝရဘုရားထံတော်ခရစ်တော်ဘုရားစီကိုကျွန်တော်တိုးဝင်လာဖို့ဖြစ်တယ်တိုးဝင်လာဖို့ဖြစ်တယ်ခုနကတော့တပည့်တော်တွေကသူတို့ရဲ့အစွမ်းအစားနဲ့သူတို့အင်မတန်မှစူးစမ်းကြည့်ပါတယ်မရပါဘူးနောက်ဆုံးခရစ်တော်ဘုရားခင်ထံစီကိုသူတို့တိုးဝင်လာတဲ့အခါမှာဘုရားကိုအုပ်ဆိုးခွင့်ပေးတဲ့အခါမှာဘုရားကိုအမှုအရာအားလုံးအနံလိုက်တဲ့အခါမှာခရစ်တော်ဘုရားကအဲ့ဒီဖြစ်ပျက်နေတဲ့ဒုက္ခပြဿနာအမှုအရာအားလုံးကိုတူတာဝန်ယူဖြေရှင်းပေးလိုက်တဲ့အခါမှာအင်မတန်မှတာယာတဲ့အခြေအနေဘဝလေးကိုသူတို့ပိုင်ဆိုင်ခဲ့ရပါတယ်။ဒုနည်းသူဆိုပဲကျွန်တော်တို့ကလည်းအခုချိန်မှာဘလောက်ပဲခက်ခဲကြမ်းတမ်းနေပါစေမဆချင်းပေးနိုင်တဲ့မဆနိုင်တဲ့အဲ့ဒီခရစ်တော်ဘုရားသခင်စီထံကိုကျွန်တော်အရောက်ချင်းစီတိုင်းကတိုးဝင်လာခဲ့မယ်ဆိုရင်ကျွန်တော်တို့အမှုအရာအားလုံးကိုဘုရားခင်ထံကိုဖွင့်ပြောပြီးမှဘုရားခင်ကိုကျွန်တော်အမှုအရာဖြစ်ပျက်နေတဲ့အရာအားလုံးကိုအနံမယ်ဆိုရင်ဘုရားကကျွန်တော်ကိုဒီတိုင်းပြစ်ထားပါမဟုတ်ပါဘူးကျွန်တော်တို့ကိုကယ်တင်နိုင်တဲ့ဘုရားဖြစ်ပါတယ်တာယာတဲ့မျက်နှာကိုအစီအမြဲလမ်းပြတော်ဘုရားဖြစ်တယ်ဒါကြောင့်ယနေ့ဖြစ်ပျက်နေတော့အရာဒီကျွန်တော်အရောက်ကျေးစီတိုင်းရဲ့ဘဝမှာဖခင်ရဲ့တတ်နိုင်ခြင်းကိုမြင်တွေ့စေဖို့ဖြစ်တယ်။ဒါကြောင့်ယုံကြည်သူဓမ္မမိတ်ဆွေများအာမလျော့လိုက်ပါနဲ့စိတ်တမကြပါနဲ့ဖြစ်ပျက်နေတဲ့အခြေအနေတိုင်းမှာထာဝရဘုရားထံကိုအားကိုးပြီးမှငါ့ကိုခွန်အားနဲ့ပြည့်စုံစေတော့ခရစ်တော်အဖြစ်ခတ်သိမ်းသောအရာတို့ကိုတတ်ဆွမ်းနိုင်ရအောင်။ငါကိုမဆခြင်းအကြောင်းဒီထာဝရဘုရားထံမှာပဲရှိတာဖြစ်တယ်။ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူတဲ့ထာဝရဘုရားထံတော်ကပဲငါကိုမဆခြင်းအကြောင်းဟာပေါ်ထွက်မှာဖြစ်တယ်။ဘဒုကိုမှအားကိုးမနေပါနဲ့။ထာဝရဘုရားကိုပဲအားကိုးရအောင်။ယေရှုခရစ်တော်ဘုရားရှင်တန်မှာကျွန်တော်တိုးဝေရအောင်။ကျွန်တော်တို့ဘဝတတထဲမှာကျွန်တော်မျောလင့်နေတဲ့အရာကျွန်တော်လိုချင်နေတဲ့အရာဒီနေ့ပြည့်စုံလာမှာဖြစ်တယ်။ပျော်ရွှင်ခြင်းများနဲ့ပြည့်တဲ့နေ့ရက်လေးကိုတာယာခြင်းများနဲ့ပြည့်စုံတဲ့နေ့ရက်လေးကိုကျွန်တော်ဒီနေ့ပိုင်ဆိုင်ရမှာဖြစ်တယ်။အဲ့ဒီအရာကိုပိုင်ဆိုင်နိုင်ဖို့အတွက်ကတော့ခရစ်တော်ယေရှုခရစ်တော်ဘုရားရှင်ထံကိုကျွန်တော်ကစိတ်လုံးအကျွေးမဲ့နဲ့တိုးဝင်လာပြီးမှအမှုအရာအားလုံးကိုဘုရားခင်ထံအနံဖို့အရေးကြီးပါတယ်။နှုတ်ကပတ်တော်ခံယူတဲ့အရောက်ချင်းစီတိုင်းအပေါ်မှာဘုရားခင်ဆက်လက်ဖွင့်ပြအလင်းပေးပါစေ။